ပြဿနာတွေဟာအတွေးဟာစတယ်လေအဲ့ဒီအတွေးဟာကောင်းကောင်းအာယုစိတ်တွေလောဘတွေရဲ့အရင်းမြစ်ပဲဖြစ်တယ်မြတ်စွာဘုရားကကာမဆိုတဲ့ဒီတဏှာရာဂရဲ့အရင်းမြစ်ကိုတွေးတော်ခြင်းကစတယ်လို့ဆိုပြီးတွေးတော်မှုကိုတွန်းလှန်ဖယ်ရှားပစ်ဖို့ဝီရိယဆိုတာလိုအပ်တယ်လောကမှာအတွေးတွေကလူတိုင်းဟာအတွေးကိုယ်စီနဲ့ရှိကြတာဖြစ်တော့ကြောင့်ကိုတွေးတဲ့အတွေးကိုဆန်းစစ်ဖို့လိုအပ်တယ်ကာမဂုဏ်အာယုန်တွေခံစားဖို့လောဘနဲ့တွေးတဲ့အတွေးတွေလားသူတော်ဘာကိုညှင်းမုန်းတီးတဲ့ဒေါသနဲ့တွေးတဲ့အတွေးတွေလားသူတော်ဘာကိုညှင်းဆဲတပ်ဖြတ်ဖို့ပြင်းထန်တဲ့ဒေါသနဲ့တွေးတဲ့အတွေးတွေလားလို့ဆိုတယ်ဒီအတွေးမျိုးတွေကိုယ်တဏ္ဍာမှာမပေါ်ရလေအောင်တွန်းလှန်ဖယ်ရှားခြင်းကိုပဲဝီရိယလို့အဲ့ဒီအတွေးတွေလက်ခံနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်နည်းနဲ့မှစိတ်ပိုင်းဆိုင်ရာတိုးတက်မှုမရနိုင်ဘူးတဲ့အရေးချင်းမရနိုင်ဘူးလို့ဒီလိုရှင်သာရိပုတ္တရာ